က်လင်ခဲပါအခက်ကြီးလေးကြော်လွှားနိုင်သည့်ဂုံရီကြီးလေးဖြစ်သည်ကျွမ်းကျင်သောမာလိမ်မှုတို့သည်သူ၏ကြော်သောမှုကိုလေပြင်းမုန်တိုင်းတို့ကြောင့်ရခဲ့ခြင်းဖြစ်သည်ဒီအဆိုလေးကိုတော့ဂရိဒသနပညာရှင်အပီကူရတ်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့ဒီလိုစကားစုများကိုကြားဖို့နားဝများနေပါပြီဒါပေမဲ့ဘယ်တော့အခါမှမယုံနိုင်တဲ့စကားစုလေးတွေဖြစ်နေပါလေကျွန်တော်ကိုယ်တိုင်ပြောရမယ်ဆိုရင်ဘဝတစ်လျှောက်လုံးအခက်အခဲများကိုကြုံလဲရတယ်စိတ်ပြက်အားငယ်ရတယ်ဒီလိုစကားစုလေးတွေကိုပေါ်ပြုပြီးဘဝတစ်လျှောက်လုံးရှောက်လန်းခဲ့ရပါတယ်ဒါသနာဆရာကြီးအပီကူရက်ကတော့သူကိုယ်တိုင်ခဲပေါင်းများစွာကိုကြုံခဲ့ရမယ်လို့မှန်းဆမိပါတယ်မိတ်ဆွေတို့လည်းအဲဒီလိုပဲမှန်းဆမိမယ်ထင်ပါတယ်တစ်ဆွန်ဆွန်ပြားစူးစမ်းသူတို့ရဲ့စွန့်စားမှုကိုတော့ကျွန်တော်လူသိလေးစားပါတယ်ချီးကျူးပါတယ်အဲ့ဒီချင်းအတွေ့အခေါ်စွန့်စားသူတို့ရဲ့စွန့်စားမှုကိုတော့ပို့လို့အံ့ဩမိပါတယ်ကဘာကြီးကိုလုံးပါတယ်လို့ပြောမိတော့ကြောင့်အသေးခံခဲ့ရတယ်တေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရဲ့တွေ့ရှိချက်ဖြစ်တဲ့တရားတော်များဟာသူ့ခေတ်သူ့အခါကိုလှမ်းပြီးမှန်းဆကြည့်မယ်ဆိုရင်တကယ့်ကိုစွန့်စားခန်းကြီးဖြစ်နေတာကိုမိတ်ဆွေမြင်တွေ့နိုင်ပါတယ်ကျွန်တော်ဒီလိုပြဿနာမျိုးကိုဆက်မပြောလို့တော့ပါဘူးကျွန်တော်ပြောလိုတာကကိုတက်တည်ကြတဲ့သူတွေဟာချစ်ခင်ရင်းနှီးစွာပခုံးပေါ်ခေါင်းတင်ကြီးငိုစရာအပေါင်းအသင်းရောင်းရင်မရှိတဲ့သူတွေဖြစ်နေတာများပါတယ်လူဘဝမှာအခက်ခဲတွေအကျက်အတီးတွေကိုဘယ်အခါမဆိုကြုံတွေ့နိုင်ပါတယ်အဲ့ဒီလိုပဲဝမ်းနဲ့ပူပန်ရမှုကိုလည်းရင်ဆိုင်ရတဲ့မြင်ဖြစ်ပါတယ်အဲ့ဒီလိုအခါတွေမှာဆိုရင်ယုံကြည်အနှင်းရင်ဖွင့်ရှိတ်ငိုလိုက်စရာမိတ်ကောင်းဆွေကောင်းတယောက်လောက်ရှိလိမ့်မယ်ဆိုရင်ရင်ပေါ့သွားနေတာမှန်ပါအဲ့ဒီလိုပဲအခက်ခဲတွေနဲ့ကြုံတွေ့နေရတဲ့အခါမျိုးမှာမိတ်ကောင်းဆွေကောင်းတယောက်ရဲ့အားပေးစကားဟာအောင်မြင်မှုအတွက်တရားထိုးပေးလိုက်တယ်လို့ဖြစ်လာပါလေအထက်မှာပြောခဲ့တဲ့စကားလေးဟာမိတ်ကောင်းဆွေကောင်းတို့ရဲ့အားပေးတန်လေးများတစ်ဖွယ်ဖြစ်နေပါတယ်တခြားစဉ်းစားကြည့်မယ်ဆိုရင်လည်းမုံတိုင်းကိုမတွေ့ဖူးသေးတဲ့မာလိမ်မှုကိုကျွန်တော်တို့အထင်ကြီးလေးစားရန်အလွန်ခက်ပါတယ်ပြီးတော့လူရှင်တော်တို့ရဲ့ပြက်လုံးကိုသွားသတိရမိပြန်တယ်လူရှင်တော်တယောက်ပြောလိုက်တာကကျွန်တော်များမှာခင်ဗျာစေတနာ၃ပါးဆရာသမားမိဘဂုဏ်ကျေးဇူးကြောင့်ဒီကနေ့အထိအချီးမွမ်းလည်းမခံရပါဘူးအကဲ့ရလည်းမခံရပါဘူးတကြီးမှလည်းမကရသေးပါဘူးတဲ့ဆိုလိုတာကတော့တိတ်ပွဲမရှိလျင်အောင်ပွဲလည်းမရှိနိုင်ပါဘူးထို့အတူပဲအခက်အခဲမရှိလျင်လည်းအောင်မြင်မှုဆိုတာမရှိနိုင်တော့ပါရေစည်းတစ်ခါရေတာတစ်လက်ဆိုတဲ့မြန်မာစကားပုံလေးကိုဒီသမားတို့လောကမှာပေါ်ပေါက်လာကြောင်းတိတာလှပါတယ်ရေစည်းကိုမကြုံဖူးသေးလျင်ဒီသမားကောင်းပယ်နှင်းကောင်းလို့ပြောရန်ခက်ပါလိမ့်မယ်ကျွန်တော်ရဲ့ဆရာတယောက်အကြောင်းကိုပြောပြရရင်သူမှာကိုယ်ရေးပြားယောဂဆွဲကပ်ခံစားနေရသည်မှာတေတိတဲအောင်ပဲဖြစ်တယ်ဒီနေ့မှာစကားဆက်မိလို့သူကပြောပြတယ်အဲ့ဒီယောဂဆွဲကပ်လာတဲ့အကြောင်းသိလိုက်ရတဲ့အခါမှာသူကိုယ်သူတက်တယ်ရင်ဆုံးဖြတ်လိုက်တယ်အဲ့ဒီလိုအတော်တွင်းမှာပဲစကားစုလေးတစ်ခုကိုဖတ်လိုက်ရတယ်အဲ့ဒီစကားစုလေးကြောင့်ဘဝကိုတက်တည်ရှိစွာရင်စိန်ရှင်သန်လာခဲ့ရတယ်လို့ပြောပြဖူးပါတယ်အဲ့ဒီစကားစုလေးကတော့စီးတဲ့ဥစ္စာဆုံးရှုံးတော်များစွာဆုံးရှုံး၏မိတ်ကောင်းဆွေကောင်းကိုဆုံးရှုံးတော်ပို၍ဆုံးရှုံး၏တတိကိုဆုံးရှုံးလျင်ကကုံပါလေတော့၏ဆိုတဲ့စကားစုလေးဟာကျွန်တော်ဆရာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်ဒါကြောင့်အတွင်းနဲ့သောစကားစုလေးများကိုကျွန်တော်အလွန်ချစ်ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေတယိုတသေးတန်ဖိုးထားကြတဲ့လောကနေတိကိုတေချာသုံးသက်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီလိုစကားစုလေးများဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်ဒါကြောင့်အခုလဲအခက်ခဲတွေကိုရင်စိန်ကြုံတွေ့ရရင်ခွန်အားအသစ်ကိုရပါစေလို့အာတိုစေစာစုလေးတစ်ပုဒ်ကိုတင်ပြလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေလည်းဘဝမှာအခက်ခဲများစွာကိုကြုံတွေ့ရလျင်တတိရှိရှိအောင်မြင်စွာကျော်လွှားနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘဝအတွက်ခွန်အားဖြစ်စေမဲ့စာရိုပေတိုလေးများကိုအစစ်မပြတ်တင်ဆက်ပေးသွားမှာမို့ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လေးလုပ်ထားပေးဖို့တောင်းဆိုပါရစေ
Facebook မှာလည်း like and share လေးနဲ့မျှဝေပေးပါလို့တောင်းဆိုပြစီမြန်မာပြည်ကြီးအမြန်အေးချမ်းပါစေ